အားလုံးပဲမင်္ဂလာပါဘာဆန်လာမန်နေဂျူဆိုပါရယ်ကျွန်တော်ဘာစီလိုနာအသင်းဟာမင်းညမှာတော့ကျွန်တော်တို့ရဲ့အိမ်ခွဲ Spotify ကနာပထမဆုံး debut ပေါ့နော်ဆိုတော့ဒီပွဲမှာကျွန်တော်တို့ Athletic Viva ကိုကျွန်တော်တို့ရှင်မြန်ကစားရတယ်အလက်ခံကျင်းပပြီးတော့ရှင်မြန်ကစားရတယ်ဆိုတော့ဒီပွဲမှာကျွန်တော်တို့ကပြက်သားသားပဲ 4C ဆိုတော့ရလက်နယ်ကိုအနိုင်ရရှိခဲ့တယ်ပွဲတစ်ခုလုံး dominate လုပ်ပြီးတော့ပေါ့နော်ပထမဆုံးပြောချင်တာကတော့ကျွန်တော်ဒီပွဲအကြောင်းမှာတော့ဘာစီလိုနာဟာကျွန်တော်တို့အိမ်ခွင်းကိုပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ feeling နှစ်ခွဲလောက် feeling ကြီးကိုကျွန်တော်အနေနဲ့ဒီပေါ်တော့အခုမှအိမ်ကိုပြန်ရောက်ပြီဆိုတော့ခံစားချက်ကြီးကိုရရှိခဲ့တယ်ပြီးရင်လည်းကိုယ်အိမ်မှာပျော်ပါပြီးတော့ဒီအေးဆေးဆေးလွတ်လွတ်လပ်လပ်ကစားနေတဲ့ကလေးတွေကိုပေါ့နော်ပြောချင်တာတော့ငယ်ငယ်တုန်းကဒီကလေးတွေဆော့နေတဲ့အတိုင်းပဲပေါ့နော်ကိုယ်ကစားသမားတွေကြည်ရတာအရင် enjoy ဖြစ်တယ်သူတို့မှလွတ်လွတ်လပ်ဆိုတာသူတို့ကစားနိုင်တယ်ပေါ့နော်ငါတို့အိမ်ခွင်းရောက်ပြီးငါတို့အိမ်ခွင်းဆိုတဲ့အနေအထားကြီးနဲ့သူတို့ကင်တာပေါ့နော်ဆိုတော့ကစားသမားတွေကိုတော်တော် appreciate လုပ်တယ်ပေါ့နော်ပထမဆုံးအနေနဲ့ဒီနေ့ line နဲ့ထွက်လာတဲ့အနေအထားမှာကိုသမား Roran Garcia ဆိုတော့သူဟာနံပါတ်1ကိုသမားဖြစ်တယ်ဆိုတာတက်တည်ပြပြီးပြီဆိုတော့ပထမဆုံး 4C နဲ့နိုင်တယ်ပေါ့နော်ကျွန်တော်တို့ clean sheet မြင်ရတာတော်တော်ကြာပြီဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ clean sheet နဲ့ဘာစီလိုနာရဲ့ဆိုတော့ဘယ်ကနောင်ကြီးကိုကျွန်တော်တို့ဖွင့်လှစ်နိုင်တဲ့အတွက်ကြောင့်အင်မတန်ဂုဏ်ယူတယ်ဝမ်းမြောက်တယ်ပေါ့နော်ဆိုတော့ဒီနောက်တန်းမှာတော့ Hules Conte RB မှာ LB မှာတော့ Alejandro Balde ဆိုတော့ဒီနေ့ကျွန်တော်ဘယ်လိုပွက်ထွက်လာမလဲဆိုတော့အနေထားမှာကျွန်တော်စိုးရိမ်မိတာကတော့ဒီကွင်းလယ်ပေါ့နော်ဒါပေမဲ့ Hansi Flick အနေနဲ့လှုပ်ရှားလိုက်တာဂျာရက်မာတင်ကိုသူက SCB နေရာမှာကိုထားပြလိုက်တာပေါ့နော်ကူပါစီနဲ့တွဲပြီးတော့ဆိုတော့ဒီဂျာရက်မာတင်ကို SCB အနေနဲ့ကျွန်တော်တို့အနေနဲ့pre season မှာမဲ့သူတုံးခဲ့ဘူးတဲ့တခါဒီကျွန်တော်တို့ပေါ့နော်Inigo Martinez ဒီ NASA ကိုပြောင်းသွားတဲ့အချိန်မှာအဲ့အချိန်မှာတော့ကျွန်တော်အနေနဲ့ဒီစတန်မဲ့သုံးခဲ့တယ်လို့ထင်တာဒါပေမဲ့ဒီနေ့မှာတော့တကယ်သုံးခဲ့တဲ့အသင်းကလည်း Athletic Viva ကိုဆိုတော့တကယ်ကို pressure များတဲ့အသင်းဖြစ်တယ်ကွင်းလယ်မှာတော့ Eric Garcia ကို defensive midfield နေရာမှာထားပြီးတော့ကျွန်တော်တို့ Dani Olmo Dibaro မှာ Eric Garcia ရဲ့ဘေးမှာထားတယ်ပေါ့နော်ဒီ attacking midfield နေရာမှာတော့ကျွန်တော်တို့ Fermin Lopez ကိုနံပါတ်10 row ဆန်ဆန်သုံးတယ်ဒါပေမဲ့ Fermin Lopez ကတော့တကွင်းလုံးပတ်ပြီးတော့ပဲဆော့နေတာပဲပေါ့နော်သူရဲ့လောအားနှုန်းကောင်းနဲ့လမရမယ် right wing ကleft wing ကမှာကျွန်တော်တို့ Marcus Rashford နေမကောင်းတဲ့အတွက်ကြောင့်ကျွန်တော် Ferran Torres ဝင်လာပြီးတော့တိုက်စစ်မြအူကိုတော့ကျွန်တော်တို့ရဲ့ဝိုင်းရဲတိုက်စစ်မှုကြီး Lewandowski ကနေပြီးတော့ဥဆောင်လာတယ်ဆိုတော့ဒီနေ့ပွဲမှာတော့ captain လက်ပတ်ကြီးနဲ့ပေါ့နော် Lewandowski သူပြိုင်ဘက်ကဒီနေ့သူရဲ့ present လည်းမဆိုးဘူးပေါ့နော်ဆိုတော့ပထမပိုင်းနေမှာတော့ Eric Garcia နဲ့ကျွန်တော်တို့ Gerard Martin နည်းနည်းလေးရုန်းကန်ရတယ်ဆိုတော့နောက်ပိုင်းမှာတော့နှစ်ယောက်စလုံးဟာတကယ်ကိုငြိမ်သွားတယ်ပေါ့နော်ငြိမ်သွားပြီးတော့ပဲပွဲကိုတော်တော်တန်ဖိုးထိန်းချုပ်နိုင်တယ်မထင်တာမထင် direct play တွေတော်တော်ကောင်းနေပါစလိုနာအနေနဲ့ဘာမှဘောလုံးအရင်ကြီးနေဝေးဝိုက်ပြီးကိုင်းမနေ direct play တွေတော်တော်ဆော့လာတယ်တွေ့ရတယ်ပေါ့နော်ဒီနေ့ပွဲမှာပွဲချိန်မိနစ်4မိနစ်ပဲကြာပါသေးတယ်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့အသင်းကောင်းဆောင်ပေါ့နော်ဒီနေ့မှာ Robert Lewandowski ဒီဘယ်ရှင်နဲ့ပါသူ့ရဲ့အားတဲ့ရှင်နေတာမဟုတ်ဘူးတွင်းချလိုက်တာဦးနိုင်ဆန်မှာဘာမှမတက်နိုင်ဘူးဆိုတော့4မိနစ်ဆိုတော့ပွဲချိန်10မိနစ်မှာတော့ကျွန်တော်တို့ရဲ့ဂိုကြီးမက်ဆီကိုတကွင်းလုံးကနေပြီးတော့ over ပေးတာပေါ့နော်မက်ဆီကလည်းဘာစီလိုနာကိုရှစ်တယ်လို့ကျွန်တော်တို့ရဲ့ကန်နောင်ကြီးကလည်းမက်ဆီဆိုရင်အများတန်းထာဝရကျူဆိုလဲပဲဆိုတဲ့အနေထားပဲနော်ဒါပေမဲ့ဒါကလည်းအခုတည်းမဟုတ်ဘူးမက်ဆီထွက်သွားကြတဲ့ကကျွန်တော်တို့ဒီဇာဗီယာနဲ့တဲ့အချိန်ကလေးရပေါ့နော်အဲ့လိုမျိုးတွေ10မိနစ်ရောက်ပြီဆိုရင်မက်ဆီကိုအော်ဟစ်ပြီးတော့ဂုဏ်ပြုကြရပေါ့နော်ဆိုတော့နောက်ပြီးရင်လည်းပရိသတ်တွေအားပေးမှုဒါတောင်ပရိသတ်4000ခွဲပဲရှိသေးရပေါ့နော်ကျွန်တော်တို့ဆိုတော့ပရိသတ်တသိန်းကျော်သာဆိုရင်တော့ဘယ်လောက်အထိများ certified ကန်အောင်ကြီးကအခမ်းအနားတင့်တယ်လိုက်မလဲဆိုတာကျွန်တော်တို့အနေနဲ့မတွေးရဲစရာပဲပေါ့နော်ဆိုတော့ကြိုးပြီးတော့ရင်ခုန်တယ်ကျွန်တော်ဒီနောက်ပိုင်းပွဲချိန်45မိနစ်မှာပဲကျွန်တော်တို့ရဲ့လမိုင်းရမယ် Trivia ဘက်ဒီလိုမျိုး pass မျိုးတွေဒီလိုမျိုး assistant မျိုးတွေလမိုင်းရမယ်ထမင်းစားရေတောက်လို့လုပ်ပြနေတာပေါ့နော်ဆိုတော့ Ferran Torres ကိုပေးလိုက်တယ်လို့ Ferran Torres ကလည်းအမှားရမရှိပဲပိတ်သွင်းလိုက်တယ်ပထမပိုင်းမှာကျွန်တော်2စီးနဲ့ဦးဆောင်ထားတယ်ဒုတိယပိုင်းမှာတော့ကျွန်တော် Ronaldo Alejandro Balde နေရာမှာဝင်တယ်အဲ့အချိန်မှာတော့ကျွန်တော် Gerard Martin LB ကိုပြန်ပြီးတော့ပြောင်းပလိုက်တယ်ပေါ့နော် Alejandro Balde အနေနဲ့ပထမပိုင်းမှာနည်းနည်း injury ပုံစံပေါ့နော်နည်းနည်းမသက်မသာဖြစ်သွားခဲ့တဲ့အနေထား48မိနစ်မှာတော့ Eric Garcia ရှာပေးတဲ့အလုံးကနေပြီးတော့ Fermin Lopez ကပိုင်းသွင်းရတာပေါ့နော် Fermin Lopez အဲ့လိုမျိုးအလုံးနေတာပေးမယ်ဆို Fermin Lopez ကလည်းအပြောက်ပဲကန်လာဆိုတော့ 3C စောစီပဲဆိုတော့အဲ့ဒီမကြပါဘူး4မိနစ်ပဲကြာတယ်ဟိုဘက်ကဒီကစားသမားပေါ့နော် Fermin Lopez ဘောလုံးကိုဒီ turn over လုပ်လိုက်တဲ့အချိန်မှာဟိုဘက်ကိုလှည့်လိုက်တဲ့အချိန်မှာဒီဘောလုံးမထိဘဲနဲ့ကစားသမားခြေထောက်ကိုဖြတ်ပြီးတော့ရိုက်ချလိုက်တဲ့အနေထားမှာပထမတော့အဝါကပ်ပြတာဒါပေမဲ့လည်းအနီးကပြန်ပြီးတော့ဒီ VR တိုင်တွေကကြည့်ပြီးတော့ဗောနော်ကျွန်တော်ပွဲချိန်64မိနစ်မှာတော့ကျွန်တော်တို့ရဲ့drawing တိုက်စီမှု Lewandowski ရဲ့ Fermin Lopez ကိုထုတ်ပြီးတော့ Dro Fernandez နဲ့လူငယ်ကစားသမားလေးဖြစ်တဲ့ Dro Fernandez နဲ့ Marc Casado ကိုပြန်ပြီးတော့သုံးတယ်ဆိုတော့ဒီနေ့ပွဲမှာတော့ကျွန်တော်အဲ့အချိန်မှာတော့ Marc Casado နဲ့ Eric Garcia defensive midfield မှာပြန်ပြီးတော့တာဝန်ယူရတယ်ကျွန်တော်တို့ရဲ့ပထမဆုံးအနေနဲ့ Dibaro မှာပြန်ပြီးတော့ ဆော့ပေးနေတဲ့ Dani Olmo အနေနဲ့လည်း
နံပါတ်10 row ပြန်ပြောင်းပြီးတော့ကျွန်တော်တို့ရဲ့ဒီလူငယ်ကစားသမားလေးဒူရူဖန်နန်တွေကတော့လက်ဝင်ကဘက်ကိုပြန်ပြောင်းပြီးတော့ကျွန်တော်တို့ပေါ့နော်ဖာနိုတော်ရက်ကတော့တိုက်စစ်များကိုပြန်ပြီးဦးဆောင်စေတယ်ပေါ့ဒီ64မိနစ်အထိဒီလိုနဲ့ပဲကျွန်တော်တို့84မိနစ်မှာလည်းကျွန်တော်တို့ရဲ့လူငယ်ကစားသမားလေးမတ်ဘာနဲ့ဝင်နေနောက်ပြီး81မိနစ်မှာလည်းရာဖင်ညာဒန်နီအိုမိုနီယာမှာအစားဝင်လာရတယ်ပေါ့နော်မတ်ဘာနေကအရစ်ကာစီယာနေရာမှာအရစ်ကာစီယာဒီနေ့တော်တော်ကောင်းတယ်သူ့အနေနဲ့ဆွဲစုံရတယ်ပေါ့နော်သူနှာခေါင်းရိုးကျိုးထားတာပဲမဲ့လဲသူဟာဘယ်နေရာမှာပဲထားတာဒီ LB ထားမလား RB ထားမလား CB နေရာမှာနေမလားဆိုတော့ defensive midfield မှာ CB နေရာမှာတော့သူကတော့နည်းနည်းလေးရုန်းကန်ရတယ်သူ့ရဲ့အနေထားနဲ့ပေါ့နော်RB နေရာတို့ဒီ defensive midfield နေရာမှာဆိုရင်တော့ပို့ပြီးတော့ကျွန်တော်အနေနဲ့ကတော့flexible ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်ဆိုတော့ဘောလုံးပွဲကတော့ပြီးသွားပြီပေါ့ခုနအနီကပြခံလိုက်ပြီဆိုကြတဲ့ကျွန်တော်တို့ဟာပြီးသွားပြီဒီပွဲရတော့ဒီမတ်ဘာနဲ့ကစားတို့ရဲ့အတွဲလည်းမြင်တွေ့ခဲ့ရတယ်နောက်ပြီးတကူရှိတာမတ်ဘာနဲ့လူဘာစီလိုနာလူကစားသမားတွေဖြစ်တဲ့မတ်ဘာနဲ့ဖာမင်လိုဘက်စ်ဂျာရမာတင်နောက်ပြီးမာကာဆာရိုပေါ့နော်မာကာဆာရိုနောက်ပြီးဒရိုဖန်နန်တဲ့ပေါက်ကူပါစီရောပေါ့နော်ဒီကစားသမားတွေကကျွန်တော်တို့ဒီ Spotify ကနောက်မှာပထမဆုံးအနေနဲ့ကစားခွင့်ရတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူတို့ကရှိမနေဘူးကိုယ့်ရဲ့အိမ်ခွင်းမှာတတရပဲလာမာစီယာ Academy Trade ဖြစ်တဲ့အတွက်ကြောင့်သူတို့တွေဟာလုံးလုံးပဲဘောလုံးကိုတည်တတ်ပဲအေးစစ်စစ်တတရပဲကစားသွားတာတွေ့ရတယ်ဆိုတော့ pressure king နဲ့ပေါ့နော်ကိုသမားရိုရန်ကာစီကတကယ်ချီကျူးရမယ်ကျွန်တော်တို့ highlight နဲ့ဆိုဒီလိုကိုစသမားနဲ့မှအဆင်ပြေတာပေါ့နော်ဒီလိုနဲ့ပဲကျွန်တော်တို့နောက်ဆုံးပွဲပြီးကနေမှာတော့လမိုင်းရမယ်၄-၅ ယောက်ကိုလှည့်ထွက်ပြီးတော့ဖာရန်တော်ရက်ကိုထုတ်ပေးလိုက်တဲ့အလုံးကတော့တကယ်ကိုဒီနေ့လမိုင်းရမယ် assistant လုပ်သွားနှလုံးစလုံးကတကယ် share ကြီးတွေပဲเนาะဆိုတော့လမိုင်းရမယ်ကလည်းပို့ပြီးတော့သူ့ကြည့်ရတာတောက်မဲ့မိခဲ့တရဲပေါ့เนาะအဲ့လိုမျိုးခံစားရတယ်သူဆိုတာနဲ့ပြက်ပြီးတဲ့နောက်ပိုင်းမှာသူကပြန်ပြီးတော့ focus လုပ်လာတယ်သူရဲ့ဒီကွင်းတွင်းရှေ့စွမ်းတွေကိုပေါ့เนาะဆိုတော့ဒါကလည်းဒီကောင်းတဲ့လက္ခဏာပဲပေါ့เนาะကျွန်တော်တို့အသင်းအတွက်ဒီ Frankie De Jong နဲ့ battery မပါတဲ့ကွင်းလည်းကျွန်တော်စိုးရိမ်မိတာအမှန်ပါပဲဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့အနေနဲ့ပထမပိုင်းလေးပဲနည်းနည်းလေးမိနစ်20-25လောက်ပဲကျွန်တော် shaky ဖြစ်ကောင်းဖြစ်နေတယ်ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့အကုန်လုံး dominate လုပ်ပြတာပဲပေါ့เนาะဆိုတော့မစိုးပါဘူးဒန်နီယိုမိုနေနဲ့လည်းဒီနေ့မှာသူကအကောင်းဆုံးခြေစွမ်းတော့ပြခဲ့တယ်ဒါပေမဲ့သူကလည်းဖြုံးခဲ့တယ်ပေါ့နော်ဖာမင်လိုဘက်တို့ကတော့မရဘူးပြီးရင်လည်းတစ်လုံးဆိုတစ်လုံးပဲဆိုတော့ဒန်နီယိုမိုလည်းနှလုံးလောက်ကိုဖြုံးခဲ့တယ်ဘာစီလိုနာအသင်းကတော့အခုလောလောဆယ်တော့ကျွန်တော်တို့ဒီတိုက်စစ်ကတော့36ဂိုးသွင်းပြီးတော့ခြေစွမ်းပြထားတယ်ပေါ့နော်ရမှ31မှတ်နဲ့ Real Madrid နဲ့2ပေါ့နော်ဂိုးရလက်အကွာနဲ့ကျွန်တော်တို့ကနံပါတ်1နေရာမှာအခုလောလောဆယ်ကျွန်တော်တို့ဦးဆောင်ထားတယ်ပေါ့နော်နောက်26ရက်နေ့ကျရင်လည်းကျွန်တော်တို့ဒီ Premier League Heavyweight Club ဖြစ်တဲ့ Chelsea နဲ့ကန်ရမှာဆိုတော့ဒီပွဲအတွက်လည်းဘာဖြစ်တော့ဒီ Frankie De Jong နဲ့ battery ပြန်လဲပါဝင်လာမလို့ယူဆတယ်။စောင့်ကြည့်စရာပဲဘာစီလိုနာကလူဆောင်တက်ဆောင်ပြန်ဖြစ်လာပြီ။ကျွန်တော်ကညတော့မှပုံမှန်လေးပြမှာဆိုရင်တော့ခြေစွမ်းဒီသူ့ရဲ့ကစားတာတွေထက်ပေါ့နော်။ဒီကိုယ့်ရဲ့ကွင်းပထမဆုံးပြန်ပြီးတော့ကိုကွင်းကိုပြန်ရောက်တဲ့ခံစားချက်နဲ့အဲ့ဒါနဲ့ပဲရန်အောင်ရင်ခုန်ပြီးတော့ပေါ့နော်။တော်တော်ကြည့်ကောင်းခဲ့တယ်ပေါ့ဗျာ။ဆိုတော့ညီကိုတို့ဒီလောက်ပါပဲ။ညီကိုတို့ရဲ့အတွေးမြင်လေးတွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးလည်း subscribe လုပ်ခဲ့ကြပါအောင်။အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။